ရဲချင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်ဣနသုတ်တံတဲ့ဣနဆိုတာကျွေးလို့အဓိပ္ပာယ်ရတယ်လို့စောစောကပြောခဲ့တယ်နော်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတာယဟန်တို့တဲ့လောကမှာဥစ္စာပစ္စည်းပိုင်ဆိုင်မှုမရှိလို့နော်နွမ်းပါတဲ့ပုဂ္ဂိုလ်တွေဥစ္စာပစ္စည်းပိုင်ဆိုင်မှုမရှိလို့ကိုနွမ်းပါနေတယ်အဲ့ဒါလို့နွမ်းပါရတာမွဲတေရတာဟာဆင်းရဲသလားချမ်းသာသလားတဲ့ဆင်းရဲတယ်မွဲရတာဆင်းရဲတာပေါ့ဟုတ်တယ်မဟုတ်လားဟုတ်ပြီနော်ဒါပထမမွဲခြင်းဟာဆင်းရဲခြင်းအဲ့ဒါလို့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလို့ဆင်းရဲမွဲတေပြီးဟေ့ဆိုအရေးအကြောင်းသုံးစရာမရှိအရေးကလည်းလုတ်ကြီးနေပြီလိုးနေပြီဆိုတော့သူ့ဘာလုပ်ရတော့ကျွေးယူရတယ်ဟုတ်တယ်မဟုတ်လားဆင်းရဲတော့ကျွေးယူရတယ်တချို့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလဲထက်လိုချင်လို့လုပ်ငန်းတိုးချင်တော့လည်းပဲကျွေးယူတာလည်းရှိဟုတ်လားဆင်းရဲလို့ကြီးယူတာမဟုတ်ကျွေးရချမ်းသာလည်းပဲအလိုမတတ်နိုင်တော့ယူကြသေးတာပဲဒါပေမဲ့အဲ့ဒီယူတဲ့ကျွေးရတစ်ချိန်ကျအဲ့ဘယ်လိုပြန်ပြီးတော့လုံမဆိုတော့တွက်ကိန်းနဲ့ဥစ္စာတိတ်ပြီးတော့ဆင်းရဲလို့ယူရတဲ့ကျွေးလောက်တော့မပူလောင်မှုထင်ပါရဲ့ဟုတ်လားဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကလိပ်ပတ်မလဲဘူးဆိုရင်သူလည်းပဲလောင်နိုင်သေးတာပဲဟုတ်လားဒီမှာတော့မြတ်စွာဘုရားဥစ္စာပစ္စည်းနွမ်းပါခြင်းဒီနံပါတ်1ဆင်းရဲခြင်းဖြစ်တယ်နွမ်းပါလို့ကျွေးယူရပြီဟေ့ဆိုရင်ဒါနံပါတ်2ဆင်းရဲခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုကျွေးယူတဲ့အခါမှာကျွေးဆိုတဲ့အမျိုးဟာအတိုးနဲ့ဘယ်တော့မှမကင်းဘူးဒါဘုရားလက်ထက်ကလည်းဒီတိုင်းပဲဟိုးရှင်းရင်ကတကယ်ဘယ်သူမှအလကားမချီဘူးဟုတ်လားဟုတ်ပြီနော်အဲ့တော့အကျွေးသွားယူပြီဆိုတဲ့ကွာစားအတိုးပေးပါမယ်လို့ပြောခဲ့ရတယ်အဲ့ဒါလို့အတိုးပေးပါမယ်လို့ပြောခဲ့ရတာအတိုးဆိုတာကိုယ့်ရဲ့လှုပ်ထားတဲ့ရတဲ့အကျိုးမြတ်တွေကသူ့ကိုခွဲဝေပေးရတာပဲလေတကယ်ကဟုတ်လားအဲ့တော့အတိုးပေးရမယ်လို့ဝန်ခံခဲ့ရတာရောမချမ်းသာဘူးသူလည်းဆင်းရဲတယ်ဆင်းရဲခြင်း၃မျိုးရှိပြီနော်အဲ့ဒါလို့ကိုကအတိုးပေးပဲမယ်တော့ဝန်ခံပြီးတော့ချီးလာတယ်ချီးတဲ့ကွာစားမရှိလို့ချီးတာတော်တော်နဲ့ပဲဆက်နိုင်မလို့မဆက်နိုင်တဲ့အခါကျတော့ဘာလုပ်မလို့ကျွေးရှင်တွေကကျွေးတောင်းနေတဲ့ခဏခဏလာတောင်းနေဟုတ်လားအဲ့လိုကျွေးတောင်းခံရတာရောဆင်းရဲလားဆင်းရဲတာပေါ့တောင်းခံရဘူးလေတောင်းခံဘူးတဲ့လူတွေရှိမှာပေါ့ဟုတ်လားကျွေးတောင်းခံရတာဆင်းရဲတယ်အဲ့လိုကျွေးတောင်းခံရတာဆင်းရဲတော့နောက်ကြတော့ကျွေးရှင်ကိုမသိအောင်ကျွေးရှင်နဲ့ဝေးရကိုပဲဘာလို့ပြေးရတယ်တချို့မဆက်နိုင်တဲ့အခါကျတော့ဘဝကိုဒီနားမှာဇက်မြုပ်ပြီးတော့တနေရာသွားပြီးတော့ရက်တီကိုကြိုးစားရတယ်ရှိရနော်လောကမှာဒါမျိုးတွေဟုတ်လားအဲ့လိုရက်တီလည်းပဲကျွေးရှင်ကလည်းအနံ့ခံပြီးတော့မရရအောင်လိုက်တယ်လိုက်တာပဲသူကလည်းသူ့ဟာအဆုံးရှုံးမခံနိုင်ဘူးလေအဲ့လိုကျွေးရှင်ကငါနောက်ကိုလိုက်နေတဲ့လို့သိရတာလည်းပဲဆင်းရဲတဲ့အားမျိုးရှိပြီနော်နောက်ကြတော့မိတာပဲရာဇိုပေးပြေးမလွတ်တယ်ဟုတ်လားမိတဲ့အခါကျတော့ဘာတော့ဖန်ခံရတယ်ချုပ်ခံရတယ်ထောင်ချခံရတယ်6ခုမြောက်ဆင်းရဲခြင်းဒါလောကမှာတကယ်ဖြစ်တဲ့ဖြစ်ရက်ကိုမြတ်စွာဘုရားကဥပမာပေးတာဒါဟောလို့ရင်တရားမဟုတ်သေးဘူးဒါကလေးနဲ့တဲ့အဓိပ္ပာယ်မဆောင်သေးဘူးလေးနဲ့တဲ့အဓိပ္ပာယ်ကိုတိဖို့ကြိုးစားတဲ့အခါမှာလွယ်ကူဖို့ရှိရဥပမာနေခင်းထားတာပဲရှိသေးတယ်ပြန်မှတ်မယ်နော်ဥပမာကိုဆင်းရဲလို့မွဲရတာဟာဆင်းရဲတယ်ပိုင်ဆိုင်မှုနည်းလို့မွဲရတာဆင်းရဲတယ်ဟုတ်လားအဲ့လိုမွဲတဲ့အတွက်ကြောင့်ကြွေးယူရတာဆင်းရဲတယ်အတိုးပေးပါမယ်လို့ဝန်ခံခဲ့ရတာဆင်းရဲတယ်ဟုတ်ပြီနော်အတိုးတက်နေတာဟုတ်ကြွေးရှင်ကကြွေးလိုက်တောင်းတာဟာဆင်းရဲတယ်ကြွေးရှင်ကနောက်ကတစ်ခေါက်လိုက်နေပြီလေလို့သိရတာလည်းဆင်းရဲတယ်နောက်ဆုံးဖန်ခါရချုပ်ခါရနှောင်ဖွဲ့ခံရတာလေဆင်းရဲတယ်တဲ့အဲ့ဒါလိုပဲတဲ့အရိယာအဆုံးမှမြတ်စွာဘုရားရဲ့သာသနာမြတ်စွာဘုရားရဲ့အမြင်တွေကိုပြောကြတဲ့အတိုင်းဝိုင်းမှာဘယ်လိုပုဂ္ဂိုလ်မျိုးဟာဆင်းရဲတယ်လဲဆိုရင်အဲ့ဒီမှာတော့မြတ်စွာဘုရားတရား၅လုံးသုံးတယ်။ဘာသုံးတော့ဆိုတတ္တာရဲ့ဟိရိဩတ္တပရဲ့ဝရိယရဲ့ပညာရဲ့တရား၅လုံးသုံးတယ်။နောက်လူတယောက်ကကုသိုလ်ကောင်းမှုရဲ့ပုံမှာတော့ယုံကြည်မှုမရှိဘူး။ကောင်းတာလုပ်ရင်ကောင်းလိမ့်မယ်ဆိုတဲ့အစိတ်ကလေးတောင်သူ့မှာမရှိဘူးတရားတရားလုံးဝခန်းချောက်နေတော့ဟုတ်လားဘုရားတရားတန်ခါကိုယုံကြည်ဖို့ဆိုဝေးရောဟုတ်လားအဲ့လိုတရားခန်းချောက်တဲ့အခါကျတော့ဘဝမှာဖြစ်တယ်လို့ပဲနေပဲကွာမကောင်းတာလှုပ်ခွင့်ကြုံလဲလှုပ်လိုက်မှာပဲပြောခွင့်ကြုံလဲပြောလိုက်မှာပဲမကောင်းတာကိုရှေ့ရကောင်ကြောက်ကောင်မှမသိဘူးအကောင်းမှုရဲ့အကျိုးပေးကိုမမြင်တဲ့အတွက်ကြောင့်ဒါတွေရရှက်เสียကြောက်เสียဆိုတဲ့အမြင်သူ့မှာမရှိဘူးအဲ့တော့ဟိရိဩတ္တပလည်းခန်းဟုတ်လားတရားမရှိဘူးဟိရိဩတ္တပမရှိဘူးပြီးတော့ပါတော့ဝရိယမကောင်းတာမဖြစ်အောင်လုပ်မယ်ဟေးကောင်းတာဖြစ်အောင်လုပ်မယ်ဟေးဆိုတဲ့မှန်ကန်တဲ့ကြိုးစားအထောက်မှုသူ့မှာမရှိဘူးငါတော့ကောင်းတာလုပ်ဦးမှဆိုတဲ့ဝရိယမျိုးမရှိဘူးမကောင်းတာရှောင်ဦးမှဆိုတဲ့ဝရိယမျိုးမရှိဘူးဒီပြင်ဝရိယကိုပြောတာမဟုတ်ဘူးနော်ဒီနေရာမှာဝရိယဆိုတာကမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားတဲ့ဝရိယကိုပြောတာအဲ့ဒါလို့မရှိတဲ့အတွက်ကြောင့်ဘဝခန္ဓာအကြောင်းလောကအကြောင်းနဲ့ထွန်းဖောက်ပြီးသိဖို့မြင်ဖို့ဆိုတာဝေးသွားပြီပညာလည်း
မရှိဘူးတရားဘယ်နှမျိုးတော့၅လုံးပြောတယ်အဲ့ဒီမှာတော့ဟုတ်လားတရားဟိရိဩတ္တပဝရိယပညာဘုရားသာသနာရေးနဲ့ကျုံသားကျုံနေတာသူ့မှာအဲ့ဒီစိတ်အည်အသွေး၅မျိုးခန်းချောင်နေတယ်မရှိဘူးတဲ့အဲ့ဒါလို့မရှိတာကိုဒီဘုရားအဆုံးအမသာသနာမှာဒီလူဟာလူဆင်းရဲတယောက်ပဲလို့သတ်မှတ်တယ်တဲ့ပဂရိဥစ္စာပစ္စည်းမရှိတဲ့လူကိုလောကကတော့လူမွဲလို့သတ်မှတ်တယ်ဘုရားရဲ့အဆုံးအမမှာတော့ပဂရိဥစ္စာပစ္စည်းမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာမဟုတ်ဘူးတရားဟိရိဩတ္တပဝရိယပညာမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာဟုတ်လားဘယ်သူမရှိမျက်နှာမလိုက်ဘူးဟုတ်လားမရှိတဲ့လူဟာလူမွဲပဲဟုတ်ပြီနော်အဲ့လိုမွဲပြီးဟေ့ဆိုရင်စောတော့ပဂရိမွဲတဲ့လူဟာဘာလို့ရတော့ကျွေးယူရတယ်အခုလည်းပဲသူတော်ကောင်းတရားရှားပါလို့သူတော်ကောင်းတက်မွဲပြီးဟေ့ဆိုရင်သူလည်းကျွေးယူမှာပဲတဲ့ဘာကျွေးယူမှာတော့မဟုတ်တာလောက်တာမဟုတ်တာပြောတာမဟုတ်တာတွေးတာအဲ့ဒါကျွေးယူခြင်းပဲတဲ့ဘလောက်ကောင်းတဲ့ဥမာနဲ့ရှင်ဆက်ပြီးတော့ပြထားတဲ့အချက်လဲဆိုတာမြင်အောင်ကြည့်ဒါဖះမို့ဟောနိုင်တာလို့ကျုပ်ကတော့အဲ့ဒါလိုခံစားရတယ်ဒီလိုအလွန်ကောင်းတဲ့အမြင်တွေဥမာတွေဆိုတာမန်လူစုံကပြောနိုင်မှုဒါမျိုးဟုတ်လားစဉ်းစားနော်ပဂရိဥစ္စာပစ္စည်းမရှိလို့မွဲပြီးရှင်ကျွေးယူရတယ်ဟုတ်တယ်ဒါရှင်းတယ်အဲ့ဒါလိုပဲစိတ်ထဲမှာခုနကတော့ပြောတယ်တရားဟိရိဩတ္တပဝရိယပညာမရှိဘူးသူတော်တက်ခန်းချောင်းနေပြီသူဘာလုပ်တော့မလို့ဒုသရိုက်လုပ်တော့မယ်မဟုတ်တာလုပ်တော့မယ်ယုံကြည်ရင်လုပ်မလားမလုပ်ဘူးအရှက်အကြောက်ရှိရင်လုပ်မလားမလုပ်ဘူးဝရိယတွေပြင်းထန်နေတယ်မကောင်းတာမလုပ်ဘူးကွာကောင်းတာလုပ်မယ်ကွာဆိုတဲ့လူဟာမကောင်းမှုလုပ်မလားမလုပ်ဘူးမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ပညာရှိရင်ရောလုပ်မလားဘယ်လုပ်မလို့အဲ့ဒါတွေမရှိဘူးဆိုသူကလှုပ်ခွင့်ကြုံရင်လှုပ်တော့မှာသူကအဲ့ဒါလိုမကောင်းမှုဒုစရိုက်ကိုလှုပ်နေတာသိသူကျွေးယူခြင်းပဲတဲ့ကျွေးတဲ့ကိုကျွေးနွန်တဲ့ကိုသူနစ်သွားပြီနော်ပဂရိကျွေးနွန်တဲ့နစ်ရင်နောက်ဆက်တွဲပါလိမ့်လားမလို့အတိုးတက်မယ်ကျွေးတောင်းခံရမယ်ကျွေးရှင်လိုက်မယ်ပြီးရင်ဖန်ခံရမယ်ဟုတ်လားဒီဟာလဲလာမှာအဲ့ဒီထိလာမှာသူကလဲဒုစရိုက်ကျွေးကိုယူလိုက်ပြီးဆိုလို့ရှိရင်ဘာဖြစ်မလို့အတိုးတက်တယ်ဆိုတာဘာပြောတာလဲဆိုတော့ကိုမဟုတ်တာမဟုတ်ဘူးလို့လူသိမခံခြင်းဘူးအဲ့ဒါပုထုဇဉ်တွေရဲ့စိတ်ပဲဖုံးကွယ်ခြင်းဟုတ်လားကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုသူများမသိစေခြင်းဘူးစိတ်အားဖြင့်နှုတ်အားဖြင့်ကိုယ်အားဖြင့်ကြိုးပမ်းတယ်အားထုတ်တယ်ဒါကိုသူများမသိအောင်အဲ့ဒါလိုဖုံးကွယ်ခြင်းဒီအဲ့ဒါပါတော့အတိုးတက်ခြင်းပဲတဲ့သူကပင်ကိုကမဟုတ်ပါပဲနဲ့ဟုတ်တယ်ဆိုတဲ့ပုံကလည်းပြခြင်းသေးတာအဲ့ဒါကြောင့်မလို့သူကနှစ်ထပ်ကွမ်းနာတာကျွေးမှာအတိုးရှိတယ်လို့မကောင်းမှုပြုတ်ထားတဲ့ပုံကမှလည်းပဲမကောင်းတာလုံနေတဲ့လူလို့အထင်မခံလိုခြင်းဆိုတဲ့ဖုံးကွယ်မှုသူ့မှာရှိတယ်ဒါနဲ့တွေးကြည့်နော်ဟုတ်လားအဲ့ဒါလို့ဘုန်းဘုန်းတို့ဖုံးကွယ်ခြင်းတာဘာခေါ်တော့အတိုးတက်တယ်လို့ပြောတယ်တဲ့ဟုတ်ပြီအဲ့လိုဆိုရင်ကျွေးရှင်လိုက်တောင်းတယ်ဘာပြောတာလဲကျွေးရှင်တောင်းတယ်ဆိုတာအမှန်မြင်ကြတဲ့ပုံကိုယ်တွေကခဲ့ရလိမ့်မယ်တဲ့ကြည်လားညံဖြင်းလိုက်တာဒီလိုနော်ကိုရှင်းရအောင်လုပ်နေတာကိုချမ်းသာအောင်မလုပ်နိုင်ဘူးအရှိမြင်တယ်သူ့ရဲ့လောက်ရက်ကိုလည်းမြင်တယ်ဘယ်လန်းရှောင်းနေလို့ဘယ်ပန်းနိုင်ပေါက်လိုက်မယ်ဆိုတာကိုလည်းသိနေတယ်သိနေတော့ဘာလုပ်တော့ကဲ့ရဲ့ကြတယ်တဲ့ပညာရှိသူတော်ကောင်းတွေကအဲ့လိုပညာရှိတို့ရဲ့ကဲ့ရဲ့ခံရခြင်းဒီအဲ့ဒါကျွေးတောင်းခံရခြင်းပဲတဲ့ကျွေးတောင်းခံရခြင်းနဲ့တူတယ်တဲ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ကျွေးရှင်တွေကတကောက်ကောက်လိုက်တယ်ဆိုတာဘာပြောတော့မကောင်းမှုဒုစရိုက်ထဲမှာနစ်တဲ့ပုဂ္ဂိုလ်ဟာနော်စိတ်ညစ်ရရချင်းကပ်လို့ကောင်းတာလေးများနှလုံးသွင်းလိုက်မယ်ဆိုရင်မကောင်းတဲ့ဝိတက်တွေကအစင်လိုက်တယ်တဲ့ပို့ပြီးတော့နားလည်လို့အောင်ပြောရင်နောင်တပေါ့နော်ကိုလှုပ်ထားတဲ့လောက်ရက်တွေကဘာလို့မြန်တွေးမိပြီးတော့စိတ်ထဲမှာမဖြူရှင်ဘူးမတန့်ရှင်းဘူးညစ်တယ်ပေါ့နော်စိတ်ညစ်တယ်အဲ့ဒါဘာလို့ကျွေးရှင်တကောက်ကောက်လိုက်နေတာကိုယ့်ရဲ့လောက်ရက်ကအကောင်းမဟုတ်တဲ့အတွက်ကြောင့်လိုက်လာတာကလည်းအကောင်းမဟုတ်ဒီလိုဖြစ်တယ်ဒါတွေကဘုန်းဘုန်းတို့ဉာဏ်ပညာနဲ့ဖြတ်တောက်နိုင်ဖို့လိုတယ်နော်ဒါဘုန်းဘုန်းတို့အကုသိုလ်အနေနဲ့ပြောမှဆိုရင်ဘယ်တဲ့အကျုံဝင်တော့ကုတ်ဆပေါ့နော်နောင်တတပံပူလောင်တာမကောင်းတာလုပ်ပြီးတော့နောင်တရတာစိတ်တွေပူရတယ်ကောင်းတာကိုမလုံမိလို့ငါအချိန်နေတာကုန်းနေတာလက်ကဘာမှလည်းအကျိုးမရှိဘူးတကယ်လုံလာဆိုတော့လည်းမလုံဘူးမလုံဖြစ်တာကိုပဲတွေးပြီးတော့ကုန်းသွားတဲ့အချိန်တွေနှမျောပြီးတော့ပူနေပြန်တယ်အဲ့ဒါလည်းပါတော့ကုတ်ဆခုဒီမှာနော်ကျွေးရှင်တွေရဲ့တကောက်ကောက်လိုက်တယ်ဆိုတာအဲ့ဒီနောင်တနဲ့ပူလောင်နေတာကိုပြောတာမြတ်စွာဘုရားအဲ့ဒီမှာအကုသလဝိတက်လို့သုံးတယ်မကောင်းတဲ့အတွေးတွေလိုက်တာနော်အဲ့ဒီမှာနောက်ဆုံးရာဇဝဘေးပြေးမလို့ဘူးကွယ်ဖန်ခံရပြီနော်ချုပ်ခံရပြီထောင်ချခံရပြီဆိုတာလူလောကမှာကျွေးနေမကင်းတဲ့ပုံကိုယ်တွေမှာဖြစ်တတ်တယ်လို့နော်ဒီဓမ္မရှုထောင့်ကကြည့်ရင်မကောင်းမှုဒုစရိုက်တရားတွေနဲ့ပူလောင်ညှဉ်းနှွမ်းသောစိတ်ဖြင့်သေရတဲ့အခါမှာအဲ့ဒီပုံကိုယ်ကမဖြစ်တတ်တော့အပယ်လေးပုံကိုရောက်တတ်တယ်အဲ့ဒါအပယ်လေးပုံရောက်သွားခြင်းသည်နော်မြင့်မြတ်သောသူတော်ကောင်းတရားကိုသိဖို့နိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်သူ့လောက်ကြီးမားတဲ့အန္တရာယ်လောကမှာမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဆိုလိုတာကတတ္တဝါတူတယောက်တတိဆံဖြစ်သွားတာလောက်
ကြီးမားတဲ့အန္တရာယ်တွင်းနဲ့ကြာသွားတာမရှိဘူးအဲ့ဒီအန္တရာယ်အကြီးဆုံးပဲဘာအတွက်အန္တရာယ်လဲမဲ့ညံဖုန်ညံရပြီးတော့ဒုက္ခငြိမ်းဖို့အတွက်တိရစ္ဆာန်ဖြစ်ရတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်သွားတာမရှိဘူးငရဲကြာသွားတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်ရတာမရှိဘူးလို့အဲ့လိုပြဆိုပြဟောတယ်ဟုတ်လားအဲ့ဒါဘုန်းတို့အချုံအောင်ခံရတယ်ဆိုတာပြောတာတော့အပေပုံရောက်သွားတာကိုပြောတာတုတ်တန်လေးတွေကအနှစ်ချုပ်ပြီးတော့ဒီလိုလေးပြောလိုက်တော့လည်းပဲမြန်မြန်ဆန်းဆန်းပြီးသွားတာနော်အဲ့ဒါဣနတုတ်တန်ရဲ့အနှစ်ချုပ်ပဲတွေးစရာတွေတော့အများကြီးမရှိဘူးလားရှိရနော်ပဂရိလူလောကကြီးမှာဥစ္စာပစ္စည်းနွမ်းပါလို့ဆင်းရဲမွဲတေရတာဟာမကောင်းဘူးဆင်းရဲတယ်နော်မွဲလို့ကြွေးယူရတာလည်းဆင်းရဲတယ်ကြွေးယူလို့အတိုးနဲ့တကွာနော်ငါတော့ပေးရတော့မှာပဲဆိုတဲ့စိတ်တွေကလည်းဆင်းရဲတယ်နော်ကြွေးရှင်တောင်းခံရတာလည်းဆင်းရဲတယ်ကြွေးရှင်ရဲ့အလိုက်ခံရတာလည်းဆင်းရဲတယ်ကြွေးကြောင်အချုံအောင်ခံရတာလည်းဆင်းရဲတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမမှာတရားတရားမျှမရှိတဲ့လူဟုတ်လားဟိရိဩတ္တပဝရိယပညာဒီသုတ်တန်ထဲမှာတော့၅လုံးနော်ဟုတ်လားစိတ်ရမုံမြတ်တဲ့အည်သွေးကောင်းမွန်တာတွေမရှိဘူးဒါပါတော့ဆင်းရဲသူပဲအဲ့ဒါလို့ဆင်းရဲပြီဆိုသူဘာလို့အောင်တော့ကြွေးယူရမယ်ကြွေးဆိုတာဘာကိုပြောတာတော့ဒုစရိုက်တရားတွေကိုပြောတာမကောင်းမှုတွေကိုပြောတာဟုတ်လားကြွေးယူပြီဆိုအတိုးတက်တော့မယ်အတိုးတက်တယ်ဆိုတာဘာပြောတာတော့ဖုံးကွယ်ခြင်းတာကိုပြောတာဖုံးကွယ်ဖို့ကြိုးစားတာကိုပြောတာဟုတ်လားအတိုးတက်ပြီးတော့ကိုင်းကြွေးရှင်ရတန်ကန်ကန်လာတောင်းနေတယ်ဆိုဘာပြောတာတော့တိတဲ့မြင်တဲ့လူတွေရဲ့ကဲ့ရဲ့ရှုံချတာကိုခံရတာကိုပြောတာဟုတ်လားကြွေးရှင်ရတကောက်ကောက်လိုက်တယ်ဆိုတာဘာပြောတာတော့ဟာကောင်းတာလေးလှုပ်တော့မယ်ခြင်းကိုလှုပ်ထားတယ်မကောင်းမှုလှုပ်ရကကြီးရင်ကြီးတယ်တော့ကိုကိုညှဉ်းညိုးစေတယ်ကိုရဲ့အတွေးတွေကိုညှဉ်းနွမ်းစေတယ်ပူလောင်စေတယ်ဒါကြွေးရှင်လိုက်တာဟုတ်လားနောက်ဆုံးအချုံအောင်ခံရတယ်ဆိုတာဘာပြောတာတော့အပေပုံရောက်သွားတာကိုပြောတာတဲ့အဲ့တော့ဒါမြတ်စွာဘုရားရဲ့အမြင်အရဆင်းရဲခြင်းဆိုတာဘာလဲဆိုတာကိုဘုံဘုံတို့ဥပမာလေးနဲ့ကပ်ပြီးတော့ပြောလိုက်တော့အလွန်ကြည်ကြဲပြန့်ပြန့်သိခွင့်ရသွားတယ်လို့မဆိုနိုင်ဘူးလားဆိုတော့နော်ကောင်းတဲ့ဓာတ်တွေမရှိရင်မကောင်းတာတွေလုံမိပြီးတော့မကောင်းတဲ့အကျိုးဆက်တွေနဲ့ဆင်းရဲရတာဒါပြောတာပဲတူတူပြောရရင်တော့ဒါပဲကိုယ့်ရဲ့အတွင်းတဏ္ဍာမှာကောင်းတဲ့ဓာတ်နဲရင်ကောင်းတဲ့ဓာတ်မရှိရင် तू ဘာလုပ်တော့မှာတော့မကောင်းတာလုပ်တော့မယ်မကောင်းတာလုပ်ရင်မကောင်းတာရဲ့နောက်ဆက်တွဲ तू ဖြည့်ရှင်းရတော့မယ်အဲ့ဒါကိုဆင်းရဲခြင်းလို့ပြောတာချမ်းသာခြင်းဆိုတာဘာတော့ကောင်းတဲ့ဓာတ်တွေရှိနေတာကောင်းတဲ့ဓာတ်တွေရှိနေရင် तू ကကောင်းကျိုးအဆက်ဆက်ရပြီးတော့ချမ်းသာမှာပဲ